လူကြီးရောလူငယ်ရောကြည့်တဲ့စကားမို့မကြော်ပဲအပြီးထိကြည့်သွားနော်မင်းကလေးဟာတက်လေကားတွေကထွက်လာတာနဲ့ရှော့ကသူမကိုရုတ်တရက်နောက်ကိုပြန်ဆွဲခေါ်သွားပါတယ်ပြီးတော့သူမကိုအေးနေလားလို့မေးလိုက်တယ်သူမပြန်မဖြေခင်မှာပဲသူကကုတ်အင်ဂျီကိုထုတ်ပြီးသူမပေါက်ခုံးပေါ်လွှမ်းပေးလိုက်ကသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်မင်းကလေးကတော့သူ့ရဲ့လုပ်ရက်ကြောင့်လုံးဝဇဝေဇဝါဖြစ်သွားခဲ့တာပါတကယ်တော့ရှော့ရဲ့ရည်ရွယ်ချက်ကဟန်ဆောင်ကောင်းတဲ့မင်းကလေးကိုနောက်ဆုတ်သွားအောင်လုပ်တာဖြစ်ပါတယ်အဲ့ဒီမင်းကလေးထွက်သွားပြီးတဲ့နောက်မှာတော့ရှော့ကပထမထပ်ခလုတ်ကိုနှိပ်လိုက်ပြီးအောက်ထပ်ရောက်တာနဲ့သူမကိုအပြင်ကိုကြမ်းကြမ်းတန်းတန်းတွန်းထုတ်လိုက်ပါတယ်ဒါကြောင့်မင်းကလေးဟာအရန်ဒေါသထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲလုတ်ခေါ်ကိုင်ဖက်တယောက်ကဖုန်းဆက်ပြီးပွဲတစ်ခုကိုဖိတ်လိုက်ပါတယ်အဲ့ဒီပွဲမှာအစောကဟန်ဆောင်ကောင်းတဲ့မင်းကလေးရှိနေမယ်ဆိုတာကိုသူမလုံးဝမသိခဲ့ပါဘူးအဲ့ဒီမင်းကလေးကအစောကကိစ္စကြောင့်သူမအပေါ်အညှိုးထားနေပြီးအမတ်တရတပ်ပုံရိုက်ဖို့သူမကိုဆွဲခေါ်သွားပါတယ်မထင်မှတ်ပဲနောက်တစ်စက္ကန့်မှာတင်အဲ့ဒီမင်းကလေးကဒေါ်လာတစ်သန်းတန်ဖိုးရှိတဲ့အမတ်တရပစ္စည်းကိုရေထဲကိုတမင်ပစ်ချလိုက်ပြီးသူမကိုအပြစ်ဖို့ပါတော့တယ်မင်းကလေးကရှင်းပြဖို့မကြိုးစားရသေးခင်မှာပဲဘေးကလူတွေကဝိုင်းပြီးကဲ့ရဲ့ကြကအဲ့ဒီပစ္စည်းအတွက်ရော်ကြေးပေးဖို့တောင်းဆိုကြပါတယ်မင်းကလေးမှာအဲ့ဒီလောက်ငွေအများကြီးမရှိတာကြောင့်အသက်ကိုပြင်းပြင်းရှူပြီးခြေတလုံးလောက်ထိနဲ့တဲ့ရေထဲကိုဆင်းလိုက်ပါတယ်ခဏကြာရှာဖွေပြီးတဲ့နောက်မှာတော့သူမဟာအဲ့ဒီပစ္စည်းကိုရှာတွေ့သွားခဲ့တယ်သူမဝမ်းသာအားရနဲ့ရှေ့ကိုတိုးလိုက်တဲ့အချိန်မှာတော့မတော်တဆချော်လဲပြီးရေထဲပြုတ်ကျသွားခဲ့ပါတယ်ဆိုကအချိန်မီရောက်လာပြီးဒါကိုမြင်သွားပါတယ်သူဟာချက်ချင်းပဲရေထဲဆင်းလာပြီးမင်းကလေးကိုကူညီထူပေးလိုက်ပါတယ်ပြီးတော့သူမလက်ထဲကအမတ်တရပစ္စည်းကိုလူယူပြီးလွှင့်ပစ်လိုက်ပါတော့တယ်မင်းကလေးကအဲ့ဒီပစ္စည်းကိုပြန်ရှာချင်နေပေမဲ့ရှော့ကသူမကိုရုတ်တရက်ပွေ့ချပြီးပွဲထဲကနေခေါ်ထုတ်သွားပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ဆေးရုံကိုသွားခဲ့ကြပါတယ်ရှော့ကသူမအတွက်လဲဖို့အဝတ်စားတွေတေချာဝယ်ပေးခဲ့တယ်အတွင်းခံကအစသူမရဲ့အရွယ်စားတိကျပါပဲမင်းကလေးဟာမျက်နှာတွေချက်ချင်းညီမြန်းသွားတာကြောင့်သူမရဲ့အပူချိန်ကိုတိုင်းပေးဖို့ဆရာဝန်ကိုတောင်းဆိုလိုက်ပါတယ်အပူချိန်ကပုံမှန်ပါပဲဒါပေမဲ့ခေကတော့သူမမျက်နှာဘာလို့ဒီလောက်ညီနေရတာလဲဆိုတာကိုစိုးရိမ်နေတော့မှပဲသူကဆရာဝန်ကိုဆေးတစ်ခုခုပေးဖို့စွတ်အတင်းတောင်းဆိုပါတယ်ဆရာဝန်ကတော့ဒီလောက်ဂရုစိုက်တတ်တဲ့ရည်စားရထားတာကံကောင်းတယ်ဆိုပြီးမင်းကလေးကိုချီးကျူးလိုက်ပါတယ်မင်းကလေးဟာပိုပြီးရှက်သွားခဲ့တယ်ရှက်ကသူမရဲ့ဒဏ်ရာပိုဆိုးသွားမှာကိုစိုးရိမ်တာကြောင့်နောက်ထပ်ဆေးရုံတစ်ခုကိုထပ်ခေါ်သွားပြန်ပါတယ်ဒါပေမဲ့ဆရာဝန်ကဒဏ်ရာကိုမြင်လိုက်တဲ့အခါစကားတော်မပြောနိုင်တော့ပါဘူးဒီဒဏ်ရာကနောက်ထပ်ခဏလောက်ဆောက်လိုက်ရင်သူ့အလိုလိုပျောက်သွားမယ့်ဒဏ်ရာပါဒါတော့မှရှက်ကသူမရဲ့လက်ကိုဝက်ချီတောက်တစ်ချောင်းလိုဖြစ်သွားအောင်ပတ်တီးတွေအထက်ထက်နဲ့ထူပိန်းနေအောင်ပတ်ပေးလိုက်ပါသေးတယ်ညရောက်တဲ့အခါမင်းကလေးကခေါင်းလျှော်ခြင်းပေမဲ့ဒဏ်ရာရထားတဲ့လက်ကြောင့်အခက်တွေ့နေပါတယ်သူမကပတ်တီးကိုဖြေဖို့ကြိုးစားတဲ့အခါဆီယိုကအရန်ဒေါသထွက်သွားပါတယ်သူကပတ်တီးဖြေရင်လစာဖြတ်မယ်လို့ပြောလိုက်တာကြောင့်မင်းကလေးမှလည်းမဖြေရဲပဲပြန်ပတ်ထားရပါတယ်သူမဟာခေါင်းငုံဖို့ပုံစံမျိုးမျိုးကြိုးစားကြည့်ပေမဲ့အဆင်မပြေဖြစ်နေတော့မှပဲသူမခေါင်းငုံနိုင်သွားတဲ့အချိန်မှာပဲဆီယိုကပေါ်လာပါတယ်သူကခေါင်းလျှော်ပေးမယ်လို့ပြောပါတယ်ဆီယိုကသူမရဲ့စပင်းတွေကိုညင်ညင်တတနဲ့ဂရုတစိုက်လျှော်ပေးနေတာကိုကြည့်ရင်မင်းကလေးရဲ့နှလုံးသားဟာတဒိန်းဒိန်းခုန်လာပါတော့တယ်အဲ့ဒီအချိန်မှာသူမဟာအတိုင်းထက်အလွန်ရင်ခုန်သွားခဲ့ပါတယ်နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာသိရအောင်အကောင့်လေးကိုဖော်လို့လုပ်ပြီးရွှေ့ပေးသွားအောင်နော်